လို့ဖြစ်တယ်မလား စိတ်ကြောင့်ဟာလေးပြူစိတ်တကြတဲ့ချိန်တိုင်းမှာမင်းကငါတို့စိတ်တစ်ခုအနာမှာအမြဲရှိနေပြီလို့သက်သာကျေးဇူးမင်းရဲ့ပြုံးနေလှချက်ကမိုနာလီဇာရှုံးမယ်အတွင်းစိတ်ကနူးညံ့ Mother Teresa ကလုံးမဲ့ပူရိတာရဲ့အသေးဆွဲမင်းရဲ့တကူလုံးကဲဒါကြောင့်မို့လို့စိတ်မချတာစိတ်ပူရောက်မလုံးနဲ့ဘယ်သွားဘယ်လာဖုန်းရင်ဆက်ပါတကယ်ချင်းတွေကမျက်စိနောက်တမုံရင်ကတ်ကြ Facebook တွေကဟာတာလေးတွေပြင်းပြဖတ်ကြပြီးမင်းစားဖို့တော့ငါကိုယ်နဲ့ဟင်းနေချက်ထားအောက်ချစ်တဲ့သစ္စာရှိတဲ့လောက်တော့သနာတယ်မင်းနေတူကစားပြီးတော့ခီးတွေသွားလဲအလုပ်တွေကိုလည်းရင်ထက်ငါပို့ချိုးစားစေမင်္ဂလာဆောင်ပြီးဟဲဒီမုန်ကဘာပတ်ချတူတူသွားတူတူစားတူတူအိမ်ပြန်ချိန်တိုင်းမင်းလေးငါနာမှာဘာဝရနဲ့နေပေးပါအိမ်မများအနာဂတ်များတကယ်ပါငါရှင်သမဲနေရဲ့တွေ့တိုင်းဟာမင်းတွေ့ပါမင်းငါရဲ့ကဘာပြောင်းမမြဲတမ်းချစ်နေခြင်းသေးတာဘယ်လိုများရပြေးစီအစိုးနဲ့ကောင်းဝေးများပြီးရင်ဆိုင်တိုင်းနဲ့မင်းနဲ့တူတွေ့လို့ခုနေငါတို့အိမ်ကနေတယောက်ယောက်တွေ့သွားပြီဘယ်လိုလုပ်လဲ ဟာလေမကြောက်တော့လား အရင်ကတော့ကြောက်တယ်ဒါပေမဲ့ခုကြောက်တော့ဒီငါနာမရှိနေငါဘာမှမကြောက်တော့ဘူးခံစား